28ရက်နေ့ကမထင်မှပဲတငယ်ချင်းနဲ့2ယောက်မိထွန်းပွဲတော်ရောက်သွားပါတယ်လူတွေကလည်းကြိတ်တိုးပဲမီးပုံးတွေကလည်းထွန်းတာအယောင်ဆုံးပုံစံဆုံးအရန်လှပေါ့လေသူတို့စင်ထားတာတွေကဒါသူတို့ရဲ့နှစ်သက်ကူပြီး15ရက်ကရုံးပိတ်ရက်လည်းဖြစ်တယ်သူတို့တွေရဲ့ရိုးရာနှစ်သက်ကူတာကိုကျင်းပတဲ့ရက်တွေလည်းဖြစ်တယ်အဲကြောင့်မို့လူတွေကလည်းအများကြီးပဲဒီမီးထွန်းပွဲတော်ကကြတော့ပန်းချံထဲမှာကျင်းပတာဒီမြို့မှာဒါပထမအဆုံးပေါ့လေအဲ့မှာကျွန်မပြထားတဲ့အတိုင်းပဲမီးတွေထွန်းထားတဲ့နေရာမှာသူကမြင်းရုပ်တွေပါမြင်းရုပ်တွေကဒီနှစ်ကရာသီကွင်ရဲ့တရိတ်ဆန်ကမြင်းဒါကြောင့်မလို့သူကမြင်းရုပ်တွေနဲ့အလှဆင်ထားတဲ့မိဘုံတွေတန်းလည်းအကုန်လုံးကအတိတ်ပဲရှိနေတာပေါ့မိဘုံပုံစံမျိုးစုံအယောင်မျိုးစုံအယုံမျိုးစုံအဲ့ဒီသူတို့ရဲ့ရိုးရရင်ကျေးမှုတွေမီးထွန်းထားအရန်လာဒါအရန်လာနေကျွန်မလည်းဒီနေ့ရောက်တော့ငွေချင်းကောက်ဓာတ်ပုံရိုက်ပေးအောင်နောက်ဗီဒီယိုရိုက်ပေးအောင်ဆိုပြီးဗီဒီယိုရိုက်တဲ့ပုံစံလေးလုပ်တယ်အဲ့ပြင်ဒီတတိုင်းကနေပြီးတော့ရှေ့ကိုဆက်ပြီးတော့သွားပါလေအဲ့မှာတငယ်ချင်းနှစ်ယောက်သွားတယ်လမ်းသွားရင်းနဲ့ဗီဒီယိုတွေရိုက်တယ်ဒီမီးထွန်းပွဲတော်ကကြတော့ရှေးကလေးကသူတို့ဟန်မင်းဇက်ကလေးကဒီမီးထွန်းပွဲတော်ကရှိတာအရင်ဒီလိုခေတ်မမီခင်တော့ဖျောင်းနိုင်တို့ပြီးရင်ရေနံစီတို့အသုံးပြုပြီးတော့မီးထွန်းပွဲတော်သူတို့ကကျင်းပတာအခုကတော့ up to date ဖြစ်လာပြီးတော့သူတို့ကစီးပွားရေးရဲ့ပညာရေးရဲ့အရန်ကောင်းတဲ့နိုင်ငံဆိုခါကျတော့အရန်ကောင်းတဲ့နိုင်ငံဆိုတော့သူတို့တဆင့်မြင့်လိုက်တဲ့အချိန်မှာ LED မီးပုံးတွေနဲ့ဒီလိုအလှဆင်နဲ့အဆင့်ကိုရောက်သွားဒါတွေကလည်းသူတို့ကခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့အချက်တွေကတခုပေါ့လေဆွဲဆောင်ဖို့ရင်သူတီထွင်ထားတဲ့တခုပေါ့အဲ့မှာမြင်နေရတာမြင်းရုပ်ကလည်းစောလိုပဲရာသီကွင်နှစ်ကမြင်းဖြစ်တဲ့အတွက်ကြောင့်မလို့မြင်းရုပ်မီးထွန်းထားတာပေါ့အဲ့လိုပဲကျွန်မစောနပ်ပဲဆိုအဲ့ဒီမှာတစ်ပင်နေမှာသူကမီးရိပ်ထွန်းထားတယ်အဲ့ဒီနောက်မှာရှိတဲ့မီးပုံးအနေလေးရတယ်အပြင်မှာဆိုရင်ရဲတွတ်ပြီးအရင်ကြည့်လို့လာပေါ့နောက်တစ်ခုပြောပြမယ်နောက်တစ်ခုကလေလူတွေကလည်းအများကြီးပဲလူတွေကချစ်တို့အများကြီးဒီပန်းချံနေဝင်ဖို့အရေးကိုတော်လူတိုးပြီးတော့ချက်သက်နဲ့လူတိုးပြီးရက်ဆောင်ရတဲ့နေရာတွေကိုရှိခဲ့အဲ့ပန်းချံနေရောက်ဖို့တော်ကျူးဆာကိုဝင်ခဲ့ရတာအနေနဲ့သူကဒီမျိုးရဲ့အခုဒီစုံကြားထံပန်းချံနေမှာဒီမီးပုံးပွဲလောက်တာပထမဦးဆုံး9နာရီအမိလာပြီမဲ့ e-bike ကအားမရှိရနဲ့လဲစီနေတာe-bike ချင်းလဲစီနေရနဲ့အချိန်ကြာသွားတော့အဲ့9နာရီကောင်းကင်မှာသူတို့ drone နေနဲ့ LED မီးအလှတွေပြတဲ့ပြန်တန်းနေလို့ပြတဲ့ဥစ္စာတော့ပြတာပေါ့ကျွန်မတို့တကယ်ချင်းအောင်မမီလိုက်တဲ့အတွက်အဲ့ဒါတော့မရိုက်လိုက်ရပါဘူးအဲ့နဲ့မပါလာဘူးအဲ့သူကဒီမှာဆိုရင်လည်းအဲ့လိုပဲလှေနဲ့ဒီပြထားတဲ့ဟာတွေတစ်ခုချင်းစီမှာသူကအဓိပ္ပာယ်ရှိသူတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေပြရုပ်တစ်ခုချင်းစီကိုသူကမီးပုံးအနေနဲ့ထွန်းပြီးတော့ပြသူတို့မှာရိုးရာရှိရလေဥပမာပေါ့နဂါးရှိမယ်ဗျံလွားရှိမယ်ကြာပန်းရှိမယ်နောက်ပြီးဒီပါဆိုဗျံလွားငှက်ရဲ့ဗျံလွားငှက်ကဘာကိုစားပြုရလဲဆိုရင်မေတ္တာတရားကြီးမားတာဂုဏ်သိက္ခာကြီးမားတာမျိုးသူကပြရုပ်ဒီဗျံလွားငှက်ကိုမီးပုံးထွန်းရခြင်းမှာသူကရည်ရွယ်ချက်ရဲ့အဓိပ္ပာယ်သူတစ်ခုချင်းစီနောက်မှာရှိဒါဆိုလို့ရှိရင်လည်းကြည့်လိုက်နဂါးပေါ့နဂါးဆိုလို့ရှိရင်လည်းသူတို့ရဲ့အယူအဆကအင်အားကြီးမားတယ်
ဂုံရှင်ဂုံဝါတောက်ပါတယ်ပြီးရင်လူနဲ့နတ်နဲ့ကိုဆက်သွယ်ပေးတာငကားပဲဒီအယူဆတွေကဒီတရုတ်ပြည်မှာဒီဟာအယူဆပေါ့လေအဲ့တော့ဒီငကားကိုစားပြုငကားကိုမီးပုံးထုံးရခြင်းမှာသူကရည်ရွယ်ချက်တွေပြီးရင်အများသူ့ကိုစားပြုတဲ့အဓိပ္ပာယ်ရှိရပေါ့ပြောချင်တာအဓိပ္ပာယ်ရှိရလို့ပြောချင်တာအဲ့မှာသူကဒီမီးပုံးလေးတွေလည်းငကားပြရမှာရောင်းတာအဲ့မြေလည်းဝင်ရိုက်ခဲ့သေးတယ်ဒီမှာလည်းမြင်းနှစ်နောက်ပြီးရင်ဒီပန်းဘာပန်းလဲလို့တော့ကျွန်မမရှာကြည့်ရောမသိကျွန်မတင်တာတော့အထင်ကြီးပန်းတစ်ခုခုပဲဘာပန်းလဲတော့မသိဘူးလေကျွန်မမရှာကြည့်တော့မသိအဲ့ဒီပန်းမှာလေကိုစားပြူကတစ်ခုစီရှိတယ်ကြာပန်းမှာဆိုလို့ရှိရင်လေပန်းနေရဲ့အထိပ္ပယ်မှာသူကိုစားပြူတာကြည်လင်ပြတ်သားတာအေးမြကြည်လင်တာအဲ့လိုမျိုးတစ်ခုချင်းစီမှာကိုစားပြူတာရှိရဲ့အတွက်ကြောင့်မို့လို့ထွန်းလိုက်တဲ့အရာတိုင်းမှာသူအထိပ္ပယ်ရှိအဲ့မှာနောက်တစ်ခုကကျွန်မပေါ့လေကိုမျက်နှာကိုပအောင်ရိုက်လိုက်သေးတာကြော်ညာဝင်လိုက်သေးတာမင်းကြီးလက်အဲ့မှာအဲ့ဒီပန်းနေနဲ့ရိုက်တယ်ပြီးရင်ပါလာတဲ့တငယ်ချင်းအမရှိမှလမ်းလျှောက်မယ်ပြီးရင်နောက်ပြန်လျှောက်လာမယ်အမဗီဒီယိုရိုက်ပြီးဒီအခုမီးအလှတွေနဲ့လူကလည်းပါကျင်သေးတာအဲ့ဒီမှာရိုက်လိုက်တယ်အဲ့ဒါဝင်ခဲ့စောနာပြတဲ့တိုင်းကဝင်ခဲ့တဲ့နေရာမှာနောက်တနေရာသူကထွက်ပေါက်က၄ပေါက်တောင်ရှိတာလို့ပြောတယ်အဲ့မှာတကယ်ကိုလှအဲ့မှာကျမလေးနေရာဆုံးအဲ့ဒီပန်းချင်နေရာသူထွန်းသမျှနေရာတွေအကုန်လုံးကိုကျွန်မလိုက်ရိုက်ခဲ့ဘာလို့ဆိုအကုန်လုံးကလှနေတယ်အဲ့မှာပင်နေမှာဆိုလို့ရှိရင်လည်းသူကအဲ့မီးပုံးနေချိတ်ပြီးတော့အရင်အပင်နေရာနဲ့တကယ်အပြင်မှာလည်းလှအရင်လှအဲ့ drone နဲ့ကောင်းကင်မှာထွန်းတဲ့LED မီးကိုလည်းမှတ်မိခဲ့တကယ်တော့အဲ့ drone သူပြောထားတော့2026ခုနှစ်မှာပထမဆုံးစပြီးတော့သူကအဲ့ LED ထွန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ drone 2026ခုနှစ်တရုတ်ပြတာလို့ပြောတယ်ဒါဆိုလို့ရှိရင်ကျမတို့နေတဲ့မြို့မှာပထမအဆုံးမီထွန်းပွဲတော့ LED နဲ့ထွန်းတဲ့မီထွန်းပွဲတော့ပထမဆုံးကျင်းပတာပေါ့လေဒါမှငါးရုပ်တွေလေသူထွန်းထားတယ်တကယ်အရန်လာညဆိုတော့ခါကျတော့ကင်မရာနည်းနည်းအလင်းပြန်လာပါအကြောင်းမို့လို့အရင်မလှပါမဲ့အပြင်မှာတော့သူထွန်းထားတာတကယ်ကိုလှအရင်မိုက်တယ်ဒီမှာဆိုးကရိုက်ခဲ့ဝင်ချင်းတော့ရိုက်ခဲ့တဲ့နေရာမှာကျွန်မမကျေနပ်သေးဘူးပြန်ထွက်တဲ့အချိန်မှာလည်းရိုက်ခဲ့သေးတာဒါတွေဆိုလဲအတူလို့ထင်မိမယ်လမ်းသွယ်တွေကအများကြီးလေလမ်းသွယ်တွေကအများကြီးဆိုတော့ဒါတွေကလည်းတကယ်တမ်းနောက်ထပ်ဒါအထွက်နောက်ထပ်မဟုတ်ဒါအထွက်ဝင်လာတဲ့နေရာပြန်ထွက်ဒါကြောင့်ကျွန်မလူပါခြင်းလို့လူနဲ့အတူအမှတ်တရရိုက်ချင်တဲ့အတွက်ကြောင့်မို့အဲ့ဒီမီးပုံးတွေရဲနေတဲ့နေရာမှာရိုက်ခဲ့တယ်တကယ်ကိုလှပါတယ်တကယ်ကိုလှတဲ့အတွက်ကြောင့်မို့အရင်မိုက်ပြီးအရင်လှတဲ့နေရာလေးပါအဲ့မှာအခုဒါဆိုရင်မအေးတော့ဘူးเนาะပြီးပြီပေါ့လေပြန်တော့ဖြစ်ပါလေအဲ့ပြီးရောကြည့်ပေးတဲ့လူတယောက်ချင်းကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်